โอเคအားလုံးပဲမင်္ဂလာပါတွင် Traveling မြန်မာ Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့ vlog လေးကတော့ပဲခူးတိုင်းဒေသကြီးတက်ကြီးမြို့နယ်ရဲ့10မိုင်ခန့်အကွာမှာတည်ရှိတဲ့မြိုင်ဟေဝန်စင်စကန်းစီကိုတွားရောက်လက်ပတ်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့မနက်4 နာရီခွဲလောက်ကနေပြီးတော့စားထွက်လာပါတယ်ပြီးတော့တက်ကြီးကနေတစ်ဆင့်ပေါ့နော်ဒီစင်စကန်းကိုသွားမယ်အဖွဲ့စုံမဲ့နေရာလေးကိုဆက်သွားတာပေါ့နော်ဒီနေရာကလို့ဖြစ်ပါတယ်ဒီခီးစဉ်လေးရဲ့ရည်ရွယ်ချက်ကတော့အဲဒီစင်စကန်းမှာရှိတဲ့ရွာပေါ့နော်ရွာနာမည်ကတော့ကင်မတီရွာလို့သိရပါတယ်အဲဒီရွာမှာရှိတဲ့ကလေးတွေရဲ့ကျောင်းဖွင့်ရာသီပေါ့နော်ကျောင်းဖွင့်ရာသီတဲ့ဟိုကလေးပေါင်း65ယောက်ရှိရလို့သိရပါတယ်အဲကလေးတွေအတွက်ကျွန်တော်တို့မြန်မာချင်းလုံး application နဲ့ UC Map မြန်မာတို့ကနေပြီးတော့ပူပေါင်းဆောင်ရွက်မှုနဲ့တူပေါ့နော်ကျွန်တော်တို့ဒီကျောင်းသုံးပစ္စည်းလေးတွေပြီးတော့အမှတ်တရလက်ဆောင်လေးတွေကိုတွားရောက်လူတန်းပေးကြမှာပဲဖြစ်ပါတယ်စိတ်မရှိလို့ကောက်ထုတ်လောက်အောင်ကောင်းတယ်ကျွန်တော်တို့အခုဒါကတော့အဖွဲ့စုံတဲ့နေရာကိုရောက်ပြီပေါ့နော်ကျွန်တော်ဒီကနေမှတဆင်စင်စခန်းရွာကိုရောက်ဖို့အတွက်အဲ့စင်စီးပြီးတော့ပဲ10 မိုင်ခန့်ခီးဆက်မှာပဲဖြစ်ပါတယ်ကဲအားလုံးကျွန်တော်နဲ့တွေ့တူစင်စီးလိုက်ရအောင်နော်ရောက်ကိုရစင်ပေါ်မှာပဲတွေ့ရတယ်စင်ပေါ်လို့ကြားရလာတော့နည်းနည်းဒီပေါ်လို့တက်ထိုင်ကျွန်တော်လားစားကြည့်ပြီဘုံနဲ့တနိုင်လက်စီရမှာဟောလေ我看看呢，我。喂，来你中间这边。多大？多大的？လက်နှုတ်ဆက်ပြီအချင်းချင်းတူဟာလေကြောက်တာလားနှဟောမမဲမကြောက်တာလားဟာလေဘယ်ဖြစ်နေYes. So the order. Yeah. Oh, it's a adventure, baby. Take someone who's sounding about it. Take someone. The G is here. ကျွန်တော်ရွာတဲ့ကလေးတွေတော့ကျွန်တော်တို့ဂျိုသားလိုမျိုးကြည့်နေပါတယ်။သတ်ထားလိုက်ပါ။အားကြောင်တာမဟုတ်ပါဘူး။သတ်ထားလိုက်။အဲဟိုကတော့လန်ခီကတော့တမျိုးတစ်ဖုံပြောင်းလဲပါပြီ။နည်းလန်ခီကကြမ်းတမ်းပဲနေထားတွေ့ရတယ်ဗျ။အာယေလုံးသွားလားမသိဘူး
တိုင်းတော့ဖလုံဆွတ်လို့ပြောနေတော့ခီးတယ်မြောက်ကဖိနေကျင်းနေပါလေဒီချောင်းလားမနေ့ကရေတက်တာမနေ့ကမိုးရီအတကုံတို့ရွာတော့နော်အဲ့ရှိကချောင်းကရေတက်ပြီးတော့ ဗလာနေတော့ပြန် ခီးစဉ်တွေကနည်းနည်းနှောင့်နေပါတယ်ညာအခုကတော့မိုးတက်တော့ရေတော့ပြန်ကျသွားပါပြီ သူ့စင်နဲ့ဆိုမှာဘူး အဲ့ချောင်းဖြမ်းမှာဖြစ်ပါတယ်ချောင်းကဘယ်တော့နှက်တယ်တော့မသိပါဘူးရှင်းမှာတော့ထောင်ဖြတ်နေ နေရမရှိဘူးအဖေကကမန်းကရနဲ့ နော်ဒီကဖြတ်မှာဟိုဘဖြတ်မယ်တယ်ဟိုဘဖြတ်မယ်တယ်အာဟိုအကြီးအာဟုတ်တယ်ဟာနှက်တယ်နော်နှက်တယ်နော် ဟိုဆင်းနေကြည့်ဟိုဆင်းနေကြည့်ဟို စင်လေးနှာခေါင်းမြုပ်နေပါပြီကဲကျွန်တော်တို့ဆင်ကတော့ဖြတ်နေပါပြီ အောင်မကူးပဲနဲ့ယူမျောမောင်းတာပဲတတ်တခါခပဲ ကြာတော့ပဲ တကယ်ခက်ခဲကျန်းတဲ့ခီးစဉ်တစ်ခုလို့ပြောရမယ်ခင်ဗျကျန်းတဲ့ခီးစဉ်ဆိုမှဒီညချန်ပီယံလိဖိုင်နယ်ပညာလာမသိဘူးနောက်ကနေလည်းတတိထက်လာကြပါပြီ ရမမောင်းပါတကယ်ကို ကျဲပဲကွာပေါပြားတော့မလုပ်နဲ့တော့ပေါပြားတော့မလုပ်နဲ့တော့ အမှကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ရှေ့ဆုံးကနေပြီးတော့ဥဆောင်ပြီးတော့သွားတဲ့ဆင်တွေရှိတယ်ပေါ့နော်အဲဒီဆင်တွေကဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့တောနတ်ထဲမှာဆိုလို့ရှိရင်ဆင်ရိုင်းနေရဲ့အနေရရှိတယ်ပေါ့နော်ကျွန်တော်ဆင်ရိုင်းနေရဲ့အနေအရန်ကြောက်ကပါတယ်အဲဒီဆင်ဦးစီးကိုယ်တိုင်တော်မှပဲအမြဲလို့တတိရှိပြီးတော့သွားလာလှုပ်ရှားကြရတာပဲဖြစ်ပါတယ်အဲဒီဆင်ရိုင်းနေနဲ့တွေ့ကြလို့ရှိရင်ကျွန်တော်ရှေ့သွားဆင်တွေကနေပြီးတော့ဥဆောင်ပြီးတော့ကာကွယ်ပြီးဖို့ပေါ့နော်ဖိုက်တာဆင်တွေပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲဒီဖိုက်တာဆင်တွေအကောင်ကြီးကြီးပြီးတော့အဆွဲကောင်းကောင်းတွေပေါ့နော်အဲဒီဖိုက်တာဆင်ကြီးတွေကိုရှေ့ဆုံးမှာတွားပြီးတော့တွားလာကြရတယ်ပေါ့နော် ဖိတာလေရအောင်ဖိတာလာဟိုဘုတ်တော့ဖိတာလာ အော်ဟိုမှာတွေ့ပြီအခုမှပြန်ပေါ်လာတော့တယ် ပြေစင်မရောက်ပါပြီ ဆင်ခန်းကိုရောက်ရှိလာပါပြီ ဟောဆင်းနေ ဟုတ်ကဲ့အခုဒါကတော့ကျွန်တော်တို့စစ်စကန်ရွာကိုရောက်ရှိပဲဖြစ်ပါတယ် ဆင်မော်လေးလားဆင်မော်လေးလား ရှင်မင်းလား ဆင်နာကဆင်ဘူးဖေးပြပါကြီးကဘူးဖေးပြပါကြီးကဘူးဖေးဆင်မျိုး အဲ့တော့ဒီနေ့အတွက်ဆင်တွေကိုကျွေးမဲ့ဘူဖေးတိုင်းရဖြစ်ပါတယ်အဲ့လူတွေတင်ဘူဖေးရှိရမှာနော်ဆင်မှာလည်းဘူဖေးရှိတယ်ဒီမှာတမောကျွေးမှာမုံကျိတ်မှာကျွေးမှာဖြစ်ပါတယ် โอ้ยโอ้ย မင်းကဟိုင်းတော့ဒီလေဟိုသွားလိုက် ကဲရောက်ပါပြီဆင်းပါတော့မယ်
ရောက်ပါပြီကံကောင်းထောက်မှတ်ဆောင်နေပဲကျွန်တော်တို့ရောက်တဲ့အချိန်မှာပဲမိုးကကောက်ရတယ်မိုးကတော့ကွက်တီကိုတုံသွားတယ်လို့နော်မိုးကတော့ဒီရွာလေးရဲ့ထူခြားချက်ကိုပြောမယ်ဆိုလို့ရှိရင်ရွာလေးကတော်တော်တသက်ရက်ရှိရလို့ပြောလို့ရပါတယ်နော်တသက်ရက်တသက်ရှင်းလေးပါပဲလမ်းပေါ်မှာလည်းအမိုက်တွေပါစီကမ်းမဲ့ပြစ်ထားမျိုးမတွေ့ရဘူးဗျာနော်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်အိမ်တော်တော်များများရဲ့ရှေ့မှာဒီနတ်စင်လိုမျိုးနှကုန်းလေးတစ်ခုတည်ထားပြီးတော့ကိုးဝယ်ကြတာတွေ့ရတယ်အဲ့ဒါဘာလဲလို့ကျွန်တော်မေးကြည့်တဲ့အခါကျတော့သူတို့ဘယ်လိုပြောမလဲစင်နေရဲ့ပေါ့နော်စင်ထိန်းတယ်လို့ပြောမလားကျွန်တော်တိချာတော့မပြောတတ်ပါဘူးမဝါနဲ့ခေါ်လို့ပါနတ်တစ်မျိုးပါเนาะစင်နေနဲ့ပတ်သက်တဲ့နတ်တစ်မျိုးသူတို့ကိုးကွယ်ကြရလို့သိရပါတယ်ဒါကတော့ရွာထဲမှာရှိတဲ့စင်စရက်ကြီးပဲဖြစ်ပါတယ်ဒီမှာလည်းစင်နေအများကြီးထိမ့်သိမ့်ထားရပါတော့ဟုတ်ကဲ့အခုဒါလေးကတော့ကျွန်တော်တို့ဒီရွာရဲ့တချောင်းလေးတော့စာသင်ကျောင်းလေးပေါ့เนาะဒီမှာပဲကျောင်းသားတွေအကုန်လုံးစုပြီးတော့စာသင်ကြပါတယ်။ကျောင်းသားရေတက်ကလည်းတစ်ကျောင်းလုံးဒီတရွာလုံးပေါင်းမှာ65ယောက်ခန့်ပဲရှိရလို့သိရပါတော့နော်။ဒါတော့ရွာရဲ့ကလေးပဲဖြစ်ပါတယ်။ဒီစာသင်ကျောင်းမှာဆိုလို့ရှိရင်လည်းဒီကျောင်းဆရာ1ယောက်ကပြီးတော့ဆရာမ2ယောက်ကပေါ့နော်။စုစုပေါင်းဆရာမ3ယောက်ကနေပြီးတော့ဦးစီးပြီးတော့ကလေးရဲ့ပညာရေးအတွက်ကြိုးစားပြီးတော့သင်ကြားပေးနေကြတယ်လို့သိရပါတယ်။ဒါတော့ကျွန်တော်တို့ဒီ UC Mass မြန်မာနေပြီးတော့ပြီးတဲ့အမှတ်တရလက်ဆောင်အိတ်လေးတွေပဲဖြစ်ပါတယ်ကလေးရမ်းလဲချစ်ဖို့ကောင်းတယ်ပြီးတော့တနာဖို့လည်းကောင်းပါတယ်ကျွန်တော်အခုလိုလူတန်းခဲ့ရတဲ့အတွက်လည်းကျွန်တော်တကယ်ကိုပဲပီတိဖြစ်ရပါတယ်ပေါ့နော်ကျွန်တော်စိတ်ထဲမှာအရန်ပျော်ခဲ့ရပါတယ်သူပဲဒီမှာဘာပြန်ခဲ့တာရောမင်းကိုချဲထွေးပေါအောင်ထိုးခိုင်းနော်ကြားလားနော်ချဲထွေးပေါအောင်ထိုးခိုင်းကြားလားနော်အဲဒီမှာလေရောဒီလိုပါနေလက်ကောက်ကြီးဝင်ပေးလိုက်လက်ကောက်ဝင်ပေးတော့ကြားတယ်ဘယ်ဘူးလဲအမေလေးနားထောင်နေမယ်နော်တော်တော်နားထောင်ဒါတော့ရွာထဲမှာရှိတဲ့ကျွန်တော်အချစ်ဆုံးသဘောအကျဆုံးစင်သားမိပဲဖြစ်ပါတယ်အဲ့ပါအဲ့ကလေးစင်ပေါလေးရပါတော့သူ့အမေဟိုဟာဆွဲတော့တက်ကန်းဆွဲနေတဲ့အချိန်မှာသူကလည်းဖေးနာပြီးတော့လိုက်ပြီးတော့တနိုင်တစ်ပိုင်ပေါ့နော်ကူဆွဲပေးနေရလေအရင်ချစ်ဖို့ကောင်းတာတွေ့ရပါတယ်ဟုတ်ကဲ့ဒါတော့အပြန်ခီးစဉ်စတင်ပြီးဖြစ်ပါတယ်အပြန်ခီးစဉ်ကတော့ကျွန်တော်တို့ဒီစင်စီးပြီးလာတဲ့လမ်းကိုပဲဆိုင်ကယ်နဲ့ပြန်ရတာဖြစ်တဲ့အတွက်ဘယ်လောက်တော့ကြမ်းတမ်းပလဲဆိုတော့စဉ်းစားကြည့်လို့တော့မရပါဘူးเนาะအခုပြန်တွေးလို့ရှိရင်တော့အခုပြင်ပန်းနေတော့ပါပဲအဲ့ပေါ်တော်ဒီပြီးတော့တော်တက်သေးတယ်ဘလိုက်ဆိုင်ကယ်နဲ့ဖြတ်ပြီးလက်ကတာအဲ့ပြီးရတော့ကားတယ်เนาะတော့ပြောင်းခက်ခက်နဲ့ကုသိုလ်ရအဲ့တော်လန်ကြောင်နေသွားတဲ့အချိန်မှာအကြောက်ဆုံးကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအတိခတ်မိတ်ပေါ့နော်စင်ရိုင်းနေတဲ့ဒဲတိုးမဲ့အနေကိုကြောက်ရဆုံးပါပဲတကယ်လို့တိုးပြီးရဆိုလို့ရှိရင်လည်းပြေးမလို့ပါဘူးပြေးမလို့ပါသိဖို့က90%လောက်ရှိပါတယ်အဲ့ဒါတကယ်ကို
ကြောက်ဖို့ကောင်းပြီးတော့ရင်တုံခဲ့ရတဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်အဲဒီခိုက်တဲ့နေရာတော့နော်ကျွန်တော်အဲ့ကယ်ရီသမားတွေဆိုင်ကယ်မောင်းနေတယ်လေသူတို့ကြည့်ရရှိလေသူအဲ့ခြုံအဲ့တိုးတဲ့တွေကိုလန်းလန်းပြီးရှိုးနေကြတယ်လားသူတို့မျက်လုံးတွေဘာလဲဆိုလို့ရှိရင်သူစင်ရမ်းကိုလန်းလန်းထောက်တာပေါ့နော်သူတို့မျက်လုံးတွေသူတို့ကတော့ဘယ်လိုပြောမလဲအကျဉ်းသားရနေပြီဆိုတော့အဲ့ကြည့်တတ်တယ်ဗျစင်ရမ်းတွေရှိလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ရှာလဲမတွေ့ဘူးတီးလဲမသိဘူးမျက်လုံးကမရှာတတ်ဘူးပေါ့နော်သူတို့ကတော့အမှလေ့ကျင့်လို့ဖြစ်နေပြီဆိုတော့ကျွမ်းနေကြပြီပေါ့နော်好了，不要了嘞，俺也好了。哦，俺也不。 โอเคဒီတစ်ခါ vlog လေးတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ထပ် vlog တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်